အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုသော channel ကနေပြီးတော့ကျွန်တော်ရဲ့အကိုဒီမတွေအားလုံးပြန်လည်တွေ့တွေ့တော့ကြိုဆိုလိုက်ပါတယ်เนาะကျွန်တော် YouTube မှာနေတဲ့အတိုင်းစမပြတ်အားပေးနေတဲ့အကိုဒီမတွေအားလုံးရောတူတယောက်မကျန်เนาะကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုဝင်ရောက်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ဘက်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်လူကောင်းကိုဒီမတွေအားလုံးလူသစ်အကိုဒီမတွေအားလုံးတူတယောက်မကျန်မင်္ဂလာပါเนาะခုနှစ်သားသမီးအပေါင်းအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါပဲကျွန်တော်ရဲ့အကိုဒီမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့အလုံးစုံပြည့်စုံနိုင်ကြပါစေစိတ်တော်တိုင်းကိုပါလူဝဆန္ဒတွေအားလုံးပဲပြေဝကြပါသေးလို့ဥသောပထမကျွန်တော်ရဲ့ channel လေးကနေပြီးတော့ကိုတွေမတွေအားလုံးတော့ကိုစုံမကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါပဲဒီဗီဒီယိုဖိုင်လေးရဆိုရင်ဒါကျွန်တော်တို့မနက်ဖြန်30တလ2026เนาะကျွန်တော်ပွဲသိမ်းတောက်ကြနေ့12နာရီ10မိနစ်တော့ကိုလာရောက်ပြီးတော့မျှဝေပေးတာလာရောက်ပြီးတော့အကြံပြုပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะဗီဒီယိုဖိုင်လေးဒီဒါအချိန်လေး1မိနစ်လောက်ပဲကြာတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အကိုဒီမတွေအားလုံးကအစိတ်ရှိကြီးခံပြီးတော့เนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအစအနေအဆုံးလေးတခြားလေးရှိသွားပြီကျွန်တော်ရဲ့ကိုမများအားလုံးကျွန်တော်အများနဲ့ပြောနေသလိုပဲကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ချင်းအဖြစ်ဘယ်လိုကျိုးမြတ်တွေရှိမှာလဲဆိုတော့เนาะကျွန်တော်မနက်ဖြန်မှာအဓိကထားပြီးတော့ထိုးရမယ်တစ်ခွက်ကောင်းနေ main ပတ်သေးတွေ main ကွက်တွေရရှိမှာဖြစ်ပါတယ်။ကဲအားလုံးပဲကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကိုမမြင်လို့ဝင်လာတာပဲဖြစ်စေဝင်လာလို့ဝင်လာတာပဲဖြစ်ဖြစ်ကျွန်တော်အများနဲ့အားပေးလို့ဝင်လာတာပဲဖြစ်ဖြစ်ဘယ်လိုကြောင့်မျိုးနဲ့ပဲကြီးကြီးပါကျွန်တော်ရဲ့အကိုမများအားလုံးတက်လည်းမဖြစ်မနေကြီးစင်ကြီးထိုက်တဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်ကျွန်တော်ရဲ့အကိုတွေမတွေအားလုံးလည်းကျိုးမြတ်တွေအများကြီးပေးသိနိုင်တဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ကိုဒီမတွေအားလုံးကဒီဗီဒီယိုဖိုင်လေးကိုကိုလိုပဲအများမြင်အများတွေးနိုင်တဲ့နေရာလေးတွေမှာတထောင်တနေရာနေလက်လမ်းမိတော့ကလေးတွေမျှဝေပြီးတော့မှကြည်ပေးပါဖြန့်ဝေပြီးတော့မှကြည်ပေးပါเนาะအထူးသဖြင့်တော့ကျွန်တော်ဒုတိယနဲ့သက်ဆိုင်သောနေရာလေးတွေမှာเนาะတက်လောက်ကလေးတွေမျှဝေပြီးတော့မှကြည်ပေးပါကျွန်တော်ခုကဏ္ဍလေးတွေခေါ်ပေးမယ်ခေါ်ပေးလေးမှာကျွန်တော်ရဲ့အကိုဒီမတွေအားလုံးပဲ channel လေးကို subscribe ကလေးမနှက်ရသေးတဲ့အကိုဒီမတွေအားလုံးက channel လေးကို subscribe ကလေးနှိပ်ထားမယ် like လက်မလေးတွေထောင်ထားမယ်เนาะလိုက်လက်မလေးထောင်ထားမယ် comment လေးတွေမှာ okay မင်္ဂလာပါစသည်ဖြင့်အားလုံးပဲမှန်းပြီးတော့အားပေးခဲ့လို့ရပါတယ်ကျွန်တော်တို့ဘာမှလုပ်ပေးဖို့မလိုဘူးဘလောက်ဘူးမှလည်းပို့ထိုးပေးဖို့မလိုကျွန်တော်ရဲ့ကဏ္ဍလေးကိုယုံကြည်နဲ့ like ဆော့လို့အဆင်ပြေတဲ့ဆိုတဲ့အတန်လေးပဲကြားချင်ပါတယ်เนาะကျွန်တော်တို့လည်းဘာမှလုပ်ပေးဖို့မလိုအပ်ပါဘူးကိုတို့မတို့ကပေါက်လဲကိုတို့မတို့ဆန်းရမှာမပေါက်လဲခန်းရမှာအဲ့တော့ကြောင့်ဘယ်လိုပြောမလဲအဓိကတော့ယုံကြည်မှုရှိမှလိုက်ပြီးတော့ဆော့ပါเนาะအစင်ပြေမှလိုက်ပြီးတော့ဆော့ကျွန်တော်မျှဝေပေးတဲ့ကဏ္ဍတွေကိုလိုက်ပြီးထိုးပါမထိုးပါလဲလို့ကျွန်တော်မပြောဘူးဒါတော့ကိုတို့မတို့ဆုံးဖြတ်ပါเนาะကိုတို့မတို့ကငွေနဲ့ရင်းရတာဖြစ်တဲ့အတွက်ကိုရင်းရတဲ့ငွေနဲ့ကိုထိုးမဲ့ကဏ္ဍတန်ရလားဆိုတော့ကိုပေါ့ကိုစဉ်းစားပါကိုပေါ့ကိုဆုံးဖြတ်ပါကဲအားလုံးပဲခေါ်ပေးမယ်နောက်ဖက်မှာကျွန်တော်တို့ပွဲသိမ်းတောက်ကြနေ12နာရီ10မိနစ်အတွက်ပတ်သီးနေတော့ကျွန်တော်305ပတ်သီးပါเนาะပတ်သီးနေတော့305ကျွန်တော်ရဲ့ကိုတွေမတွေအားလုံးပဲဒီထားမိလားမသိဘူးเนาะကျွန်တော်တို့ညနေစီခဏကျွန်တော်မနက်ပိုင်းကိုပါဝါချင်းနဲ့တောက်လျှောက်ကိုကျွန်တော်တို့အရှင်းရတောက်လျှောက်တွေပေးနေတာเนาะအဲ့ပင်လို့ကျွန်တော်ဆက်ပြီးကြိုက်မယ်ယုံကြည်မှုရှိမှလာပြီးတော့ဆော့ပါ305ပါเนาะ305ပါ305ကိုကျွန်တော်တို့831နဲ့ကတ်ပါမယ်เนาะ831ကီးလေးနဲ့ကတ်မယ်305ကိုကျွန်တော်တို့831နဲ့ကတ်ပါเนาะကဲအားလုံးပဲကဏ္ဍလေးရတော့မများဘူးအကုန်လုံးဆိုတော့ကျွန်တော်ကဏ္ဍလေး6ခွက်ပဲရှိမယ်ကဏ္ဍလေး6ခွက်ပဲရှိမယ်ကျွန်တော်303ရယ်ကျွန်တော်တို့38ကဲ31ကဲเนาะ303 38 31 53 51 58เนาะ53ရယ်51ကဲ58ကဲ303ရယ်31ကဲ38ရယ်ဒီကဏ္ဍလေး6ခွက်ကဒါပတ်တိမပတ်နိုင်ဆိုတော့အကိုတွေမတွေအားလုံးကဒီကဏ္ဍလေး6ခွက်ကိုအဓိကထားပြီးတော့ကစားပါเนาะပတ်တိတစ်လုံးကိုအကောင်းဆုံးအနေနဲ့ပတ်ချင်တဲ့အကိုတွေမတွေအောင်အတွက်ကျွန်တော်နောက်ဖက်မှာ3ညဖိုင်လေးကိုကြိုက်ပါတယ်3ညနဲ့ပတ်သက်ကျွန်တော်3ည1ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းပါ3ညနဲ့ပတ်သက်ကျွန်တော်3ည1ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းပါကဲအားလုံးပဲကျွန်တော်ခုမြောက်ပြီးခဲ့တဲ့ကဏ္ဍလေးတွေအားလုံးနဲ့နောက်ဖက်ပွဲသိမ်းနေတောက်ကြနေမှာအားလုံးပဲအဆင်ပြေကြပါစေအားလုံးပဲပေါက်ကြပါစေကဲတတ်တာပါ